ဒီနေ့ကတော့အမေတောက်ကျွေးနေကြအမေလက်ရရွှေရောင်ခေါက်ဆွဲတုပ်လေးကိုစားပါမယ်ရွှေရောင်ခေါက်ဆွဲဆိုပေမဲ့ရွှေရောင်မျိုးရဲ့နာမည်ကြီးရွှေရောင်ခေါက်ဆွဲတော့မဟုတ်ပါဘူးငယ်လေးကလေးကအမေတုပ်ကျွေးနေကြရွှေရောင်ခေါက်ဆွဲတုပ်ပါငယ်ကတော့အမေတုပ်ကျွေးနေကြဒီခေါက်ဆွဲတုပ်ကိုရွှေရောင်ခေါက်ဆွဲလို့ထင်ခဲ့ဘူးပါတယ်အသက်ကြီးလာတော့ရွှေရောင်မျိုးကနာမည်ကြီးရွှေရောင်ခေါက်ဆွဲကအမေလက်ရရွှေရောင်ခေါက်ဆွဲတုပ်နဲ့အရစာရောပုံစံကပါမတူညီမှန်းသိခဲ့ရပါတယ်ရွှေရောင်မျိုးရဲ့နာမည်ကြီးရွှေရောင်ခေါက်ဆွဲကအုံတို့အရင်နဲ့စားရတဲ့ခေါက်ဆွဲဖြစ်ပေမဲ့အမေလက်ရရွှေရောင်ခေါက်ဆွဲတုပ်ကတော့စက်သားအုံတို့ချက်ကိုခေါက်ဆွဲနဲ့ရောပြီးတုပ်တာပါရွှေရောင်ခေါက်ဆွဲနဲ့အမေလက်ရရွှေရောင်ခေါက်ဆွဲတုပ်ကိုရှင်ပြီးစားကြည့်မယ်ဆိုရင်တော့အမေလက်ရရွှေရောင်ခေါက်ဆွဲတုပ်ကိုနေသားကပို့ပြီးတော့ကြိုက်ပါတယ်နေသားတို့အိမ်မှာတော့တစ်လားကိုတစ်ခေါက်လောက်အမေလက်ရရွှေရောင်ခေါက်ဆွဲတုပ်ကိုပုံမှန်လိုတုပ်စားလေးရှိပါတယ်အမေတုပ်တဲ့ရွှေရောင်ခေါက်ဆွဲတုပ်ကတကယ်တော့တော်တော်လေးကိုရိုးရှင်းပါတယ်ဈေးရနေဝယ်တဲ့ချက်သားကိုအုံနှုတ်နိုင်နဲ့ချက်ထားပြီးတော့ပြုတ်ထားတဲ့ခေါက်ဆွဲရဲ့ချက်တော်နီရဲ့ငရုတ်သီးမုတ်ရဲ့ပဲချက်မုတ်ရဲ့ကိုတုံးပြီးတော့နယ်ပြီးတုတ်တာပါရွှေရောင်ခေါက်ဆွဲတုတ်ကနန်းကြီးတုံးနဲ့ပုံစံတူတယ်လို့ဆိုလို့ရပါမယ်လေအုံနှုတ်ရားစာလေးချောင်းပို့ပြီးတော့ချို့တယ်လို့ပို့ပြီးတော့လဲစားလို့ကောင်းပါတယ်အခုဆိုရင်တော့အမေလက်ရရွှေရောင်ခေါက်ဆွဲတုတ်လေးရပြီဆိုတော့အားရပါရစားပါတော့မယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ထပ်ပြီးတွေ့ကြရအောင်